สวัสดีค่ะมิงลาบาชิအခုကြည့်နေတဲ့တဲမှာကွစ်တီကိုကြိုက်တဲ့လူရှိလားကွစ်တီကိုစိတ်တိုင်းကြမှားလို့မရတဲ့သူတွေရောရှိလားဒါဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးရင်ကွစ်တီကိုကြိုက်တဲ့ပုံစံနဲ့မှာစားလို့ရပါပြီကွစ်တီကိုမှာအဖက်အရင်ရွေးရတယ်ပေါ့နော်အဲ့ဒီအဖက်တွေကပထမဆုံးတစ်ခုကကျတော့မမားနဲ့လည်းစားလို့ရတယ်မမားကကျတော့မမားဘက်ပေါ့နော်မမားခောက်ဆွဲမှာပါရဲ့မမားခောက်ဆွဲရဲ့အဖက်ရှိမယ်အဲ့ဒါကိုတော့မမားလို့ပဲပြောလို့ရတယ်နောက်တစ်ခုကကျတော့ဘာမီလီဂန်လို့ခေါ်ရဲအဝါရောင်ခောက်ဆွဲဘက်ပေါ့နော်သူကကျတော့ဂျုံခောက်ဆွဲပေါ့နောက်တစ်ခုကကျတော့ဆန်လက်ဆိုတဲ့တီယိုဘက်ဆိုပြီးတော်တော်များတိကြတဲ့အဖက်ရှိမယ်နောက်တစ်ခုကကျတော့ဆန်ညိုင်ကကျတော့အပြားအဖက်ပေါ့နော်နောက်တစ်ခုကစမ်းမီလို့ခေါ်တဲ့ဒီကြာဆန်ဘက်နဲ့လည်းစားလို့ရတယ်နောက်ဆုံးတစ်ခုကကျတော့ဝင်ဆန်းကကြတော့ဒီကြာဆန်ဘက်ပေါ့ပဲကြာဆန်ဘက်နဲ့လည်းစားလို့ရပါတယ်ပြီးလို့ရှိရင်အဖက်ရွေးပြီးသွားပြီဆိုလို့ရှိရင်အရေရွေးမယ်ပေါ့နော်အရေကိုsoupလို့ခေါ်ပါတယ်အရေကြီးဆိုလို့ရှိရင်ကိုက soup น้ำใสလို့ရှိရင်น้ำตุ๊กအဲ့ဒါကြတော့ဝက်ရဲ့ပေါ့နော်သွေးနဲ့လှုပ်ထားတဲ့ဒီน้ำตุ๊กဆိုတဲ့အမဲရောင်အရေပေါ့နော်အဲ့ဒါလေးရှိမယ်နောက်တစ်ခုကကျတော့yen da foသူကကျတော့ချင်းရည်နဲ့ဆက်ထားတဲ့ဒီ yen da fo ဆိုတဲ့ပန်းရောင်အရေလေးပေါ့နော်အဲ့ဒါလေးရှိမယ်နောက်ဆုံးတစ်ခုကကျတော့ soup တုံယမ်အဲ့ဒီဟာကျတော့သူချင်းဆက်ကြိုက်တဲ့လူတွေအတွက်တုံယမ်ပုံစံပေါ့နော်အဲ့ဒီအရေလည်းရှိပါမယ်ပြီးတော့ကိုကဘာအရေမှမထည့်ခြင်းဘူးအတုပ်စားမယ်ဆိုလို့ရှိရင် hand လို့ပြောလို့ရပါတယ်ပြီးတော့ဒီကွစ်တီကိုဆိုင်မှာဆိုလို့ရှိရင်တို့ကရိုးလားဒါမှမဟုတ်လို့ရှိရင်အပိုပေါ့နော်ဥမာလူချင်းအပိုထည့်အောင်မလားလူချင်းဆိုတာအသားလုံးလေးပေါ့နော်အဲ့ဒါကြီးထည့်အောင်မလားဆိုပြီးတော့မေးတတ်တယ်ပေါ့နော်အဲ့ဒါကိုธรรมดาဘလူဖိစိธรรมดาကျတော့သူကပုံမှန်ပဲသူတို့ထည့်ပေးနေကြအတိုင်းပဲထည့်မယ်ဖိစိကကြတော့အသားလုံးလေးပို့တာရှိမယ်တချို့ပွဲဆိုလို့ရှိရင်ခောက်ဆွဲဘက်ပို့တာရှိမယ်ပေါ့နော်အဲ့ဆိုရင်တူစမ်းမှာကြည့်မယ်နော်အရေးကြီးကိုကွစ်တီကိုဘတ်နဲ့ပုံမှန်ပဲပေးပါဆိုလို့ရှိရင်အောင်ဆန်းလက်น้ำใสธรรมดาค่ะအောင်ဆန်းလက်น้ำใสธรรมดาค่ะနောက်တစ်မျိုးစမ်းမှာကြည့်မယ်ကိုကခောက်ဆွဲဘက်အဝါရောင်နဲ့အတုပ်ကို share စားမယ်ဆိုလို့ရှိရင်အောင်ဘာမီเหลือนแห้งพิเศษค่ะအောင်ဘာမီเหลือนแห้งพิเศษค่ะဒါလို့ဆိုလို့ရှိရင်ကွစ်တီကိုမှာတက်ပြီးလို့ထင်ပါတယ်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye